jogging မှာဘလောက်မြန်ရမယ်ဆိုတဲ့သတ်မှတ်ချက်မရှိဘူး pace လည်းမရှိဘူး pace ဆိုတာခြေလမ်းကိုပြောတာเนาะ1မိနစ်ကိုဘလောက်ကီလိုမီတာပြေးရမယ်ဆိုတဲ့ pace လည်းမရှိဘူးဘယ်ဟာ jogging လဲဆိုတာဘယ်လိုတိုက်ရမလဲပြောရင်ဒီမှာလူတယောက်ကိုနဲ့အတူတူပါတနာတယောက်ရှိလို့ရှိရင်ပြေးပေါ်တယောက်ရှိလို့ရှိရင် fully conversation ပေါ့ conversation စကားတစ်ခုအပြည့်ပြောနိုင်တယ်အကြောင်းအရာတစ်ခုပြောမယ်ဆိုရင်ပြည့်ပြည့်စုံစုံပြောနိုင်တဲ့ဟာမျိုးကို jogging လို့ခေါ်တယ်ရည်သားအကြောင်းတွေရောကြည့်တဲ့ရုပ်ရှင်အကြောင်းတွေရောအကုန်ပြောတာအတင်းတွေရောအဲ့ဒါမျိုးအေးစစ်စစ်ပြောလို့ရတဲ့ဟာမျိုး jogging လို့ခေါ်တယ် jogging ပြေးတယ်လို့ပြောပြီးတော့ဘေးကလှမ်းနှုတ်ဆက်ရင်လည်းမနှုတ်ဆက်နိုင်ဘူးလက်လောက်ပဲပြန်ထောင်ပြနိုင်တယ်အဲ့ဒါမျိုးကို jogging လို့မခေါ်ဘူး jogging ဆိုတာတက်တောင့်တက်တာဖြစ်နေရမယ်လမ်းလျှောက်တာတဲ့နည်းနည်းပိုမြန်ပြီးတော့ပြေးတဲ့ပုံစံလေးပေါ်နေတဲ့ဟာကို jogging လို့ခေါ်တာအဲ့တော့ jogging မှာ run through တွေအရင်ကြီးမြန်ပြီးတော့ပြေးလို့မရဘူးပြေးစရာလည်းမလိုဘူးမြန်ပြီဆိုတာနဲ့ဒါ jogging မဟုတ်တော့ဘူး jogging ရဲ့နောက်တစ်ဆင့်က easy run ဒီ jogging ပြီးရင်လာတဲ့အဆင့် easy run လို့ပြောတဲ့အချိန်မှာじゃ pace ပါလာပြီ1ကီလိုမီတာကိုဘယ်လောက်မိနစ်နဲ့ပြေးအကွာအဝေးဘယ်လောက်ကိုဘယ်လောက်နဲ့ပြေးဆိုတဲ့သတ်မှတ်ချက်ပါလာပြီအဲ့ဒါကိုじゃ easy run လို့ခေါ်တယ် jogging ရဲ့အထက်မှာရှိတယ်သူကနောက်တစ်ဆင့်မြင့်တဲ့ဟာအဲ့ဒါ easy run jogging ဒီအားလုံးရဲ့ဟိုအောက်ဆုံးအဆင့် jogging ကလမ်းလျှောက်တာပြီးလို့ရှိရင် jogging ပဲ